ပြည်နယ်အခြေခံစာလုံးပေါင်းလေ့လာထားပြီးသားသူတွေအတွက်ပေါ့နော်ဒီတစ်ခါပြည်နယ်ပြီးရင် 1U နဲ့ထပ်ပြီးတော့ပေါင်းမယ်နော်ဒီ 1U က၄လုံးရှိပါတယ်ဒီ 1U နဲ့ပေါင်းခြင်းဒီအတန်အတူအရှိအသက်အကြအလိုက်ပေါ့နော်အဓိပ္ပာယ်တွေလည်းအမျိုးမျိုးကွဲထွက်သွားတယ်ဒီမှတ်ထားရမှာက 1U ၄လုံးစလုံးကိုအသုံးပြုတဲ့ပြီးဒီအလဲတန်ပြီးတစ်ခုပဲရှိတယ်နော်1U ၄လုံးစလုံးကိုအသုံးပြုတဲ့ပြီးကအလဲတန်ပြီးတစ်ခုပဲရှိတယ်ကြံတဲ့ဒီအမြင့်ရဲ့အနည်းရဲ့ကနှလုံးပဲသုံးတယ်နော်ဒီထဲမှာဆိုရင်သူရဲ့ဒါရိုးရိုးအတန်ပြီးရင်ဒီမှာ 1U တစ်လုံးနှလုံးပဲသုံးတယ်အနိမ့်တန်မှာလည်းတူပဲဒါကသူရဲ့ရိုးရိုးပေါင်းထားတဲ့အတန်ပြီးရင်ဒီမှာတစ်လုံးနှလုံးပဲပေါင်းလိုက်နော် 1U နှလုံးပဲသုံးတယ်အလဲတန်တစ်ခုပဲဒီ 1U ၄လုံးစလုံးကိုအသုံးပြုတာဖြစ်ပါတယ် 1U ၄လုံးမှာပထမလုံးက my 8ပြီးရင် my 2 my 3 my 7ဟုတ်ပြီအလဲတန်နဲ့အရင်ပေါင်းပြမယ်နော်ကောကိုင်နဲ့စရအိုင်နဲ့ပေါင်းမယ်ကောအိုင်ကိုင်ဒါကရိုးရိုးအတန်နော်ပြီးရင် my 8အတန်နဲ့ထပ်ပြီးတော့ပေါင်းမယ်ကောအိုင်ကိုင် my 8ကိုင်ပြီးရင် my 2နဲ့ပေါင်းမယ်ကောအိုင်ကိုင် my 2ကိုင်ပြီးရင် my 3နဲ့ပေါင်းမယ်ကောအိုင်ကိုင် my 3ကိုင်ပြီးရင် my 7နဲ့ပေါင်းမယ်ကောအိုင်ကိုင် my 7ကိုင်ဒါကအလဲနဲ့ပြီးနဲ့ဒီ 1U ၄လုံးနဲ့ပေါင်းတဲ့အတန်ဖြစ်ပါတယ်ပြီးရင်နောက်တစ်ခုကြည့်မယ်ကြောကြနဲ့စရအနဲ့ပေါင်းထားတာဖြစ်ပါတယ်ကြောจือไม่เอกจือကြောจือไม่ถูจื้อကြောจือไม่ตรีจื้อကြောจือไม่จตวาจือจือအလဲတန်မှာကစုစုပေါင်း9တန်ရှိတယ်နော်ပထမတစ်လုံးရဲ့အတန်ကဒီဘီနဲ့တရရဲ့ပေါင်းထားတဲ့အတန်ပဲနော်ယူယူအတန်ကျန်တဲ့လေးလုံးကဒီ 1U လေးလုံးစလုံးနဲ့ပေါင်းတဲ့အတန်ဖြစ်ပါတယ်ဒီသင်ခန်းစာတွေကိုနားလည်မှပဲကျွန်တော်တို့နောက်တစ်ဆင့်ကိုထပ်သွားလို့ရမယ်เนาะအဲဒါကြောင့်မို့လို့ဒီ 1U နဲ့ပေါင်းတဲ့အတန်တွေကိုတည်တည်ချာလေးလိုက်ပြီးတော့လေ့ကျင့်ပေးမယ်ပေါ့เนาะဘောใบไม้နဲ့စရเอือနဲ့ပေါင်းမယ်ဘောเอือเบื่อไม้เอกเบื่อဘောเอือเบื่อไม้โทเบื่อဒီညမှာไม้โทเนาะဒီမှာမှာရေးထားတာဒီမှာไม้โทသုံးရမယ်ပြီးရင်ဘောเอือเบื่อไม้ตรีเบื่อဘောเอือเบื่อไม้จตวาเบื่อပြီးရင်တောတောင်နဲ့စရအိုနဲ့ပေါင်းမယ်တောဦးတိုไม้เอกโตတောဦးတိုไม้โทโตတောဦးတိုไม้ตรีโตတောဦးတိုไม้จตวาโตโตဒါကအလဲတန်ဘီနဲ့ဒီ 1U လေးလုံးပေါင်းစပ်ထားတဲ့အတန်ဖြစ်ပါတယ်အလဲတန်မှန်သမျှကိုဒီပုံစံအတိုင်းပဲပေါင်းမယ်ဒီထဲမှာကျွန်တော်ပေါင်းပြတာကလေးလုံးပဲရှိတယ်เนาะကောကိုင်ကြောကြံပေါ်ပင်မိုက်တော်တောက်လေးလုံးနဲ့ပဲကျွန်တော်ကပေါင်းပြထားတယ်ဒါပေမဲ့တချို့မပေါင်းပြလိုက်ရတဲ့ဒီအလဲတန်တွေရှိတယ်เนาะကျန်တဲ့အလဲတန်တွေကိုလည်းဒီပုံစံအတိုင်းပဲဖတ်သွားမယ်ပြီးရင်အမြင့်တန်ကိုကြည့်မယ်ခေါ်ခိုင်နဲ့စရာအောင်နဲ့ပေါင်းတာခေါ်အောင်ခေါไม่เอกข่าวขอเอาข่าวไม่ถูกข้าวပြီးရင်စောเสือနဲ့สระเอียနဲ့ပေါင်းမယ်စောเอียเสียไม่เอกเสียစောเอียเสียไม่ถูกเสียခုနကပြောဖို့မိပါတယ်ဒီအမြင့်တန်နဲ့အနိမ့်တန်မှာအသုံးပြုတဲ့ 1U က my 8နဲ့ my 2နှလုံးပဲသုံးတယ်เนาะအဲဒါကိုမှတ်ထားရမယ်အမြင့်တန်နဲ့အနိမ့်တန်မှာအသုံးပြုတဲ့ 1U ဒီနှလုံးပဲရှိတယ်အဲဒါက my 8နဲ့ my 2ပဲသုံးတယ်ဒီအပေါ်ဆုံးမှာကြည့်เนาะဒီနှလုံးကိုပဲသုံးတယ်အနိမ့်နဲ့အမြင့်မှာဒီနှလုံးကိုပဲအသုံးပြုတယ်เนาะပြီးရင်ထောထုံနဲ့စရအမ်နဲ့ပေါင်းမယ်
ถออามถามถออามถามไม่เอกถามถออามถามไม่โทท่ามถามท่ามพอพึ่งเนี่ยสระอาเนี่ยเปล่าไหมพออาผาพออาผาไม่เอกผ่าพออาผาไม่โทผ้าผาผ่าผ้าပြီးရင်အနိဒံပေါင်းတဲ့ပုံစံကိုကြည့်မယ်ဒီအနိဒံမှာကဒီအမြင့်တန်းလိုပဲဟိုတရလည်းတူတယ်ဝန်ယူလည်းတူတယ်เนาะဒါပေမဲ့အတန်ထွက်မတူဘူးပြီးရင်အဓိပ္ပာယ်လည်းမတူဘူးเนาะဘယ်လိုမတူလဲဆိုတာဖတ်ကြည့်ကြရအောင်ခေါ်အောင်ခေါ်ไม่เอกข้าวခေါ်အောင်ခေါ်ไม่ถูข้าวမတူဘူးเนาะအပေါ်ကတန်နဲ့ပြီးရင်စောဆိုနဲ့စရအီနဲ့ပေါင်းမယ်စောအီစီယာไม่เอกเสียစောအီစီယာไม่ถูเสียပြီးရင်ทอทหารနဲ့สระอามทออามทำไม่เอกถ้ำทออามทำไม่ถูถ้ำพอพานเนี่ยสระอาเนี่ยเป้าไหมพออาพาไม่เอกผ้าพออาพาไม่ถูพานอหนูเนี่ยสระเอือเนี่ยเป้าไหมนอเอือเนื้อไม่เอกเนื้อนอเอือเนื้อไม่ถูเนื้อဒါကဒီone new နဲ့ဒီအနိဒံပေါင်းဆက်ထားတဲ့အတန်ပုံစံဖြစ်ပါတယ်အနိဒံအကုန်လုံးကိုလည်းဒီပုံစံအတိုင်းပဲပေါင်းမယ်ဒီထဲမှာပေါင်းပြသွားတာကငါးလုံးရှိတယ်เนาะခေါ်ခွိုင်ဆိုဆိုပြီးရင်ထော်ทหารဖော်ဖန်နော်နူဒီငါးလုံးနဲ့ပဲကျွန်တော်ကပေါင်းပြထားတယ်အနိဒံစုစုပေါင်းက24လုံးရှိတယ်เนาะ24လုံးကိုအကုန်လုံးကဒီပုံစံအတိုင်းပဲပေါင်းမယ်เนาะဒီထဲမှာကျွန်တော်အကုန်မပေါင်းပြတာကဟိုသင်ခန်းစာဒီရှေ့ဝါမှာဆိုလို့เนาะဗီဒီယိုဖိုင်ရှေ့ဝါရေးလဲကျွန်တော်တင်လို့မရဘူးအဲ့ဒါကြောင့်မို့လို့เนาะဒီငါးလုံးနဲ့ပဲပေါင်းပြထားတာဖြစ်ပါတယ်ကြံတဲ့ဒီဟိုဆိုပါစုစုပေါင်း24လုံးရှိတယ်ဆိုတော့ဒီကြံတဲ့အလုံးတွေကိုလည်းဒီပုံစံအတိုင်းပဲပေါင်းမယ်เนาะဒီအနေအထားမှာပါရှိလဲဆိုရင်ကြံတာကမော်မားတွေရှိမယ်ရော်ရီရှိမယ်လော်လီရှိမယ်အကုန်လုံးကိုဒီပုံစံအတိုင်းပဲပေါင်းတယ်စာလုံးပေါင်းပုံပေါင်းလေးကြည့်ပြီးတဲ့အချိန်မှာဒီတစ်ခါစကားလုံးလေးတွေလေ့လာကြည့်မယ်နော်เจอတွေ့တယ်ကြော်เจอပြီးရင်မတွေ့ဘူးไม่เจอมอไอไม่เอกไม่ကြော်เจอไม่เจอပြီးရင်ทำอะไรဘာလုပ်တာလဲทออามทำออะรอไอไรทำอะไรပြီးရင်သူခေါ်အောင်ขาวသူပြီးရင်จะตาแหวတယ်ซอซื้อไม่โทซื้อนอเนื้อไม่โทเนื้อกอไอกายไม่เอกไก่ซื้อเนื้อไก่จะตาแหวတယ်ซื้อเนื้อไก่ပြီးရင်กูถออามถามไม่โทถ้ำဆိုတာกูပြောတာเนาะပြီးရင်ဝင်သွားတယ်ခေါ်အောင်ขาวไม่โทข้าวปอไอไปเข้าไปပြီးရင်กูတဲ့ကိုဝင်သွားတယ်เข้าไปในถ้ำขอเอาขาวไม่โทข้าวปอไอไปนอไอนายถออ้ำถามไม่โทถ้ำเข้าไปในถ้ำပြီးရင်ဘာတွေ့တာလဲဟိုဘာတွေ့လဲပေါ့နော်เจออะไรจอเจอออะรอไอไรเจออะไรဘာတွေ့လဲပေါ့နော်ပြီးရင်ဘာမှမတွေ့ဘူးไม่เจออะไรมอไอไม่เอกไม่จอเจอออะรอไอไรไม่เจออะไรဘာမှမတွေ့ဘူးပြီးရင်အောက်မှာเบื่องีငွေ့တာဘောเบื่อไม่เอกเบื่อဟုတ်ကဲ့ပါယခုသင်ခန်းစာနဲ့ပတ်သက်ပြီးတော့မရှင်းတာတွေရှိရင်မေးလာလို့ရပါတယ်ဒါမှမဟုတ်ရင်ကျွန်တော်ဒီ
တင်ပေးတဲ့သင်ခန်းစာတွေကတအားကိုမြန်လွန်းတယ်လိုက်လို့မမိဘူးဆိုလဲကျွန်တော်ကိုပြောလာလို့ရပါတယ်ကျွန်တော်ဗီဒီယိုဖိုင်လေးသင်ခန်းစာလေး short ပြီးတော့နည်းနည်းလုပ်ပေးမှာပေါ့နော်တကယ်လို့သင်ခန်းစာဘာမှမဖြစ်ဘူးမနေလည်းမနေဘူးမမြန်လည်းမမြန်ဘူးလိုက်လို့မိတယ်ဆိုရင်တော့အဆင်ပြေတာပေါ့နော်ဒါပေမဲ့သင်ခန်းစာလိုက်လို့မမိဘူးတအားမြန်လွန်းတယ်ဆိုရင်ကျွန်တော်ကိုပြောလာလို့ရပါတယ်နောက်ဆုံးအနေနဲ့ပြောချင်တာကဒီ one new နဲ့စာလုံးပေါင်းတဲ့ပုံစံကိုကျွန်တော်တို့မှတ်ထားရမယ်လေ့လာရမယ်ဒါကိုရမှပဲသင်ခန်းစာနောက်တစ်ဆင့်ကိုထပ်သွားလို့ရမှာဖြစ်တဲ့အတွက်မို့လို့ပါနော်